မြန်မာနိုင်ငံနယ်နိမိတ်တွင်းမှတရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေမည်မည်သည့်လုပ်ရပ်ကိုမျှခွင့်ပြုမည်မဟုတ်ဘဲတရုတ်အကျိုးစီးပွားကာကွယ်မည်ဟုအကြမ်းဖက်မင်းအောင်လှိုင်ကတိပြုမြန်မာနိုင်ငံနယ်နိမိတ်တွင်းမှတရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေမည်မည်သည့်လုပ်ရပ်ကိုမျှခွင့်ပြုမည်မဟုတ်ဘဲမြန်မာနိုင်ငံအတွင်းရှိတရုတ်အကျိုးစီးပွားများကိုကာကွယ်မည်ဖြစ်ကြောင်းအကြမ်းဖက်မင်းအောင်လှိုင်ကကတိပြုပြောဆိုလိုက်သည်ယမန်နေ့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီနှင့်နေပြည်တော်တွင်တွေ့ဆုံစဉ်အကြမ်းဖက်မင်းအောင်လှိုင်ကထို့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်မြန်မာနိုင်ငံနယ်နိမိတ်တွင်တရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေမည်မည်သည့်လုပ်ရပ်ကိုမျှခွင့်ပြုမည်မဟုတ်ကြောင်းမြန်မာနိုင်ငံအတွင်းရှိတရုတ်နိုင်ငံသားများအဖွဲ့အစည်းများနှင့်စီမံကိန်းများ၏ဘေးကင်းလုံခြုံရေးအတွက်အစီအမံများချမှတ်ဆောင်ရွက်သွားမည်ဟုအကြမ်းဖက်မင်းအောင်လှိုင်ကကတိပြုခဲ့သည်ထို့ပြင်နှစ်နိုင်ငံအကြားအနာဆိုးဖြစ်နေသည့်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုများကိုလည်းအမြင့်ပြတ်သည့်အထိဆက်လက်နှိမ်နင်းသွားမည်ဟုဆိုသည်ယင်းအပြင်တရုတ်သမ္မတရှီကျင့်ဖျင်အဆိုပြုထားသည့်ကမ္ဘာလုံးဆိုင်ရာအစီအမံကြီး၄ရပ်တို့ကိုထောက်ခံကာတက်ကြွစွာအားပေးသွားမည်ဖြစ်ကြောင်း One China Policy မှလုံးဝသွေဖယ်သွားမည်မဟုတ်ကြောင်းမြန်မာစီးပွားရေးနှင့်ငလျင်အလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကူညီထောက်ပံ့ပေးနေသည့်တရုတ်နိုင်ငံအားကျေးဇူးတင်ရှိကြောင်းမင်းအောင်လှိုင်ကပြောဆိုသည်တရုတ်နိုင်ငံသားရေးဝန်ကြီးကလည်းတရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံအပေါ်ခိုင်မာစွာထောက်ခံအားပေးချက်၃ရပ်ရှိကြောင်းမြန်မာနိုင်ငံ၏ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကိုထောက်ခံခြင်းနိုင်ငံတော်အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်ခြင်းအားထောက်ခံခြင်းနှင့်နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးဖော်ဆောင်မှုများကိုထောက်ခံခြင်းတို့ဖြစ်ကြောင်းပြောဆိုသည်